တင်ပြမဲ့သင်ခန်းစာတော့ကျွန်တော်ဒီမှာထိုင်းစကားပြောအပိုင်း၄ပေါ့နော်ထိုင်းစကားပြောအပိုင်း၄ဒီမှာအခုဖြစ်တဲ့ဟာဒီကဟောအားလေးသိအောင်လို့ပေါ့နော်ဒီမှာငလင်လောက်တာနဲ့ပတ်သက်တဲ့အကြောင်းအရာလေးပေါ့နော်ဒီမှာဆိုရင်တုံခါတာပေါ့နော်မလှုပ်လို့တုံခါတာပေါ့နော်အဲ့လိုတုံခါတာကိုကြတော့စန်စတီယန်စောအာနောဆန်မိုင်းအေဆန်စောအာဆာထောအီယာနောတီယန်စန်စတီယန်ဒီမှာစရအေးဖြစ်နေတာပေါ့နော်အဲ့ဒါစရအီဖြစ်ရမှာပေါ့နော်အဲ့ဒါလေးနည်းနည်းလွယ်သွားတာပေါ့နော်အတန်တော့ကတော့ဒီမှာရေးပေးထားတာမှန်ပါတယ်စန်စတီယန်တုံခါတယ်ကွင်းစာကွင်းပိတ်တွေကအသက်တန်လေးတွေကိုလိုက်ထွက်ပြီးပေါ့နော်ပြီးလို့ရှိရင်ငလင်လှုပ်တာကိုကြတော့ဖန်ဒင်ဝိုင်พอเอนอแผนมาเอแผนดออีนอเดนฮอไวไหวแผ่นเดนไหวငလင်လှုပ်တာတရားကျိုးတာကိုကြတော့စပန်ခါစောအာစพออาโนผานခေါ်အာရောขาดစောအာစพออาโนผานခေါ်အာရောขาดစပန်ขาดတရားကျိုးတဲ့တိုက်ပြိုတာကိုကြတော့ဒီမှာတစ်ထလုံးဒီမှာတစ်မှာကြတော့ဒီကတစ်မဟုတ်ဘောနော်အဲ့ဒါကိုတစ်ကိုဆိုမယ်ဆိုတွားလေးစေပေါ့နော်တွားလေးစေပြီးတော့တစ်ကိုဆိုပြီးတော့ကတ်တတ်နဲ့စုံပေးရမယ်တစ်ထလုံးတိုက်ပြိုတာတောကောတစ်ထောလောမောထလုံးမအေထလုံးတစ်ထလုံးတိုက်ပြိုတာဒီမှာပျက်စီးဆုံးရှုံးမှုများတယ်ဆိုရင်เสียหายเยอะစောအီယာเสียဟောအာယောหายယောเยอะเสียหายเยอะပျက်စီးဆုံးရှုံးမှုများတယ်အကူအညီလိုအပ်တယ်ဆိုလို့ရှိရင်ต้องการความช่วยเหลือตอองอตอไม่ถูกต้องคออารอกันคออามอความชอยอช่วยมาช่วยฮอลอเหลือต้องการความช่วยเหลือအကူအညီလိုအပ်တယ်